မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရန်လိုသောရေငန်မီချောင်းတွေအကြောင်းကိုအချင်းချုပ်ပြောပြပါမယ်အမီကတော့ရေငန်မီချောင်းလို့ခေါ်ကြပြီးဒါအပြင်စားကန်မီချောင်းလို့လည်းခေါ်ကြပါသေးတယ်အရွယ်အစား၎င်းတို့ဟာကမ္ဘာပေါ်တွင်အကြီးဆုံးတွားသွားတက်တော်များဖြစ်ပြီးအရှည်23ပေ9မီတာကျော်နဲ့အလေးချိန်ပေါင်2000ကီလိုဂရမ်900ခွန်အထိကြီးထွားနိုင်ပါတယ်နေထိုင်ရာအိန္ဒိယမှဩစတြေးလျမြောက်ပိုင်းအထိရှိတဲ့ကမ်းရိုးတန်းဒေသများမြစ်ဝကျွန်းပေါ်များဒီရေတောများနဲ့ပင်လယ်ရေငန်ဒေသများတွင်ကျက်စားပြီး၎င်းတို့သည်ပင်လယ်ရေငန်တွင်ရှင်သန်နေထိုင်သည့်တစ်ခုတည်းသောမီချောင်းမျိုးစိတ်ဖြစ်ပါတယ်။ရေငန်မီချောင်းများဟာမီချောင်းမျိုးစိတ်အားလုံးထဲတွင်အလွန်ဆုံးရန်လိုပြီးသူတို့ပိုင်နက်ကိုစောင့်ရှောက်လေ့ရှိပါတယ်။အခြားမျိုးစိတ်များထက်လူသားမျိုးများကိုအစာအလုံးကသားကောင်အဖြစ်အများဆုံးပြုမှုဆက်ဆံတတ်သည့်သဘောထားရှိပါတယ်။၎င်းတို့၏ကာယသည်တက်ရှိတိရစ္ဆာန်အားလုံးထဲ၌အပြင်းဆုံးဖြစ်ပြီးသားကောင်များကိုရေအောက်တွင်ဖုံးကွယ်၍တိတ်တဆိတ်ဆောင်ဆိုင်ကရုတ်တရက်ခုံအုပ်ဖမ်းဆီးလေရှိပါတယ်။မိချောင်းငယ်လေးများအားမိခင်မိချောင်းမှပါဇက်ဖြင့်ညင်သားစွာပင့်ကော့ကကန်းဆက်သို့တည်ယူပေးလေရှိပြီးသူတို့ဥရဲ့အပူချိန်ပေါ်မူတည်၍အထီးသို့မဟုတ်အမားအဖြစ်ဆုံးဖြတ်ကြပါတယ်။သတိပြုရန်၎င်းတို့၏နေမြေအတွင်းသို့ဝင်ရောက်မိပါကအလွန်ရန်လိုတတ်သောကြောင့်တက်နိုင်သမျှရှောင်ကျဉ်ရန်အကြံပြုထားပါတယ်။ရေငန်မိချောင်းများတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။